တရက်မိသားစုထဲမှာအဖေဖြစ်သူကဆုံးမသွားတော့ရက်အနှဲငယ်ကြတော့တားဖြစ်သူကသူ့ရဲ့အမေကိုဘိုးဘွားရေးတာကိုပို့လိုက်ဒီလိုပဲပို့ပြီးတော့တစ်လတစ်ခါနှစ်လတစ်ခါတလေမှာ6လတစ်ခါလောက်မှလာပြီးသတင်းမေးတာပေါ့နော်ဒီလိုပဲအဲ့လိုပဲလုံရင်နဲ့နှစ်တွေတော်တော်ကြာသွားတယ်တရက်ဘိုးဘွားရေးတာကနေတားဖြစ်သူရှိကိုဖုန်းဆက်လိုက်တယ်ခင်ဗျားရဲ့အမေကအချိန်နေမကောင်းတော့ဘူးနောက်ဆုံးအချိန်ကိုရောက်နေပြီလားမသိဘူးအဲ့ဒါခင်ဗျားတစ်ချက်လောက်လာခဲ့ပါဆိုပြီးတော့ဖုန်းဆက်ပြီးခေါ်လိုက်တယ်အဲ့ဒီခါမှာတားဖြစ်သူကပြေးတာပေါ့နော်ပြေးတော့သူ့အမေရှိရောက်တော့အမေဖြစ်သူကပြောတယ်တားရဲ့တဲ့အမေရဲ့အချိန်ကတော့နောက်ဆုံးအချိန်တော့ရောက်လာပြီအဲ့တော့အမေတားကိုနည်းနည်းလောက်မာသွားခြင်းနဲ့အမေပြောတဲ့အတိုင်းတားလှုပ်ပေးမလားဆိုပြီးပြောတော့တားဖြစ်သူကဟာအမေကနေလှုပ်ပေးမှာပေါ့တဲ့အဲ့ဒါဆိုရင်တားရဲ့တဲ့ဒီဘိုးဘွားရိတ်တာမှာတဲ့စောင်းရသည်ဆိုအရန်အေးတာပဲတဲ့အဲ့တော့ဒီဂရင်းပေါက်တွေကမလုံဘူးတဲ့အဲ့တော့ဒီဂရင်းပေါက်တွေလုံအောင်မှန်နေထည့်ပြီးလိုက်ပါတားရဲ့တဲ့ပြီးတော့တားတဲ့နွေရသည်ဆိုလဲတော်တော်လေးပူတာတဲ့ဒီမှာရှိတဲ့ပန်ငါတွေကတော်တော်များများပန်ငါတွေကမကောင်းဘူးပေါ့နော်အဲ့တော့တားတဲ့ပန်ငါတွေအားလုံးကိုတားပြင်ပေးလိုက်စီစဉ်ပေးလိုက်ပါတဲ့နောက်တစ်ခုကတဲ့ဒီမှာတဲ့နွေရသည်ဆိုရင်အားလုံးကရေခဲကြီးတွေတောက်ချင်ကြတယ်တဲ့အဲ့တော့ဒီမှာလဲရေခဲကြီးအတွက်လဲတားစီစဉ်ပေးလိုက်ပါတဲ့နောက်ဆုံးတစ်ခုကတားတဲ့ဒီမှာထမင်းစားတဲ့အခါမှာလူတွေများတော့တဲ့ဒီချက်ပြုတ်ရမယ်အိုးတွေခွက်တွေကမလုံလောက်ဘူးပေါ့နော်မလုံလောက်ဘူးဆိုတော့တခါတလေအမေတို့စားတဲ့အခါမှာနောက်ကျပါတယ်တဲ့အဲ့ဒီတော့တားအနေနဲ့ဒါတွေကိုအားလုံးစီစဉ်ပေးလိုက်ပါလားဆိုတော့ပြောတော့တားဖြစ်သူကသူ့အမေတေချာကြည့်ပြီးတော့အမေရဲ့နောက်ဆုံးချိန်ရောက်နေပြီလေတဲ့အမေဘာတွေကြောင်ကချားတွေပြောနေတာလဲဆိုပြီးတော့တားဖြစ်သူကပြောတယ်အဲ့ဒီချိန်မှာအမေဒါကအစကတည်းကပြောရမှာလေတဲ့အခုမှအမေရဲ့နောက်ဆုံးချိန်ရောက်နေပြီအမေအခုပြောဘာများအတိတ်ပဲရှိဘာများဖြစ်သွားမလဲတဲ့ဘာများအတိတ်ပဲရှိလို့လဲဆိုတော့အမေဖြစ်သူကမဟုတ်ဘူးသားတဲ့အမေရဲ့နောက်ဆုံးချိန်ရောက်သွားတော့အမေသိပါတယ်တဲ့အမေကတော့တဲ့ဒီလိုပဲဒုက္ခခံပြီးတော့နေလာခဲ့လိုက်တယ်တဲ့ဒါပေမဲ့သားတဲ့အမေကိုတာဒီမှာလာပို့တယ်လို့တစ်ချိန်မှာသားလည်းအသက်ကြီးပြီလေတဲ့သားရဲ့ခလေးတဲ့သားကိုဒီမှာလာပို့မှာတဲ့အမေကခံနိုင်တဲ့သားရဲ့တဲ့ချမ်းတော့လေခံလိုက်တာပဲတဲ့ပူတော့လေခံလိုက်တာပဲတဲ့နောက်ဆုံးထမင်းနောက်ကျပြီစားတဲ့အမေစားလို့ရပါတယ်တဲ့ဒါပေမဲ့တဲ့ငါသားတဲ့မင်းကိုအမေကပိုးမွေးတယ်လို့မွေးထားတာတဲ့မင်းကအေးလည်းမခံနိုင်တယ်လို့အပူလည်းမခံနိုင်ဘူးတဲ့အစိုးဆုံးကမင်းကဗိုက်ဆိုင်ရင်လုံးဝမခံနိုင်ဘူးဆိုအမေသိလို့ပါသားတဲ့အဲ့ဒီချိန်မှာတားဖြစ်သူကနောင်တရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့စကားကဘာလဲဆိုရင်ဒီနေ့ကျွန်တော်တို့တွေဘိုးဘွားရိပ်တာတွေစောက်ထားတယ်ဆိုတာကကျွန်တော်တို့မိဘတွေအသက်ကြီးရင်တော့ပို့ဖို့မဟုတ်ပါဘူးအဲ့တော့တားသမီးမရှိတဲ့မိဘတွေကိုတော့ကိုဦးစားပေးပြီးတော့စောက်ထားတာဒါပေမဲ့ဘိုးဘွားရိပ်တာကိုတွက်ကြည့်လိုက်တဲ့အခါမှာတားသမီးမရှိတဲ့မိဘတွေတော့ရှိပါတယ်ဒါပေမဲ့ပိုပြီးများတာကကျွန်တော်တို့တားသမီးတွေရှိလျက်နဲ့